လိုအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့အိမ်မှာပြင်းတာနဲ့မသွားစားမဲ့ဘလော်လေးပဲဖြစ်ပါတယ်မသွားသေးပါဘူးပဲရဆူများနေပါတယ်ခင်ဗျာအရင်ဆုံးသွားချင်းပုပ်ပကိုလှမ်းမြင်နေရပါတယ်ယူရီယာတိအတိုင်းမှာပဲပုပ်ပဆိုတဲ့အရန်ကူလှပ်ပါပါတယ်ကြောက်ပရောင်းရောက်ချင်းမှာပဲဘူကျုပ်ရုပ်ထူကြီးရှိပါတယ်နောက်ဆုံးမှာတော့ဈေးကိုရောက်ပါပြီကြောက်ပရောင်းဆိုတဲ့အတိုင်းပဲဈေးကတော့တော်တော်ကျဲပါတယ်ခင်ဗျာသွားရင်လည်းကျွန်တော်ဓာတ်ပုံရိုက်နေအောင်တွေ့သွားပါတယ်ခင်ဗျာဈေးသွင်းအနံ့ကို၄-၅ ခါလောက်ပတ်လာခဲ့ပါတယ်ကျွန်တော်ဗီဒီယိုရိုက်တာစိတ်ဝင်စားကြတယ်ထင်တယ်ကျွန်တော်လည်းဘယ်ရမလဲရှက်ကြောက်နဲ့ရိုက်လာခဲ့ပါတယ်ဈေးသွင်းနဲ့၄-၅ ခါလောက်ပတ်လာပြီးတော့အခုဈေးပြင်ကိုလိုက်ပြပါမယ်ချစ်တို့ကြီးဈေးပြင်မှာလည်းပွဲဈေးတစ်ခုလိုပါပဲကျွန်တော်ဗီဒီယိုရိုက်တိုင်းလည်းနှစ်ချောင်းတော့မပါမဖြစ်ပါပဲကျွန်တော်စိတ်ကြိုက်ဈေးကိုအဝပတ်လာခဲ့ပါတယ်ကျွန်တော်ဘာဝယ်လာခဲ့လဲဆိုရင်တော့ဒီမှာတော့လူချင်တာရပြီဆိုတော့အင်ပြန်ပါမယ်နော်ဒါကတော့ကြောက်ပရောင်းမီးပွိုင်ပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပုပ်ပါဗျူကိုကြည့်နေကျွန်တော်ရဲ့ဘလော်လေးကတော့ဒီမှာပြီးဆုံးသွားပါပြီခင်ဗျကျွန်တော်ရဲ့ YouTube channel မှာလာရောက်ကြည့်ရှုလို့ရပါတယ်အားလုံးဘိုင်းဘိုင်း